မျက်စိကနေပြီးတော့မှတ်မိရဆိုတဲ့အတိတ်ပဲမျိုးတွေမှာဒီချိန်တက်ကိုသုံးမယ်နော်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ကေတက်နဲ့ချိန်တက်နဲ့ခွဲပြီးတော့သုံးပြမယ်နော်လူအများစုကကေတက်တို့မကေတက်တို့ကေမကေတက်တို့ဒါမျိုးကိုသိတယ်ဒါပေမဲ့ချိန်တက်ကိုကြတော့သုံးတယ်လို့အရန်နေတယ်ပြီးတော့ဘာပဲဖြစ်ဖြစ်လူတော်တော်များများကေတက်ပဲသုံးကြတယ်ချိန်တက်ကိုမသုံးကြဘူးဒါကြောင့်ချိန်တက်နဲ့ကေတက်ကဘလို့ကွာလဲဆိုတော့ကျွန်တော်ခွဲပြီးမယ်နော်ကေတက်ဆိုတဲ့အသေးပဲသူကအုံနောက်ကနေပြီးတော့မှတ်မိကြအောင်သုံးတာနော်ဥပမာငါမေ့သွားပြီးတော့ငါမမှတ်မိတော့ဘူးတော့နော်ဒါမျိုးတွေနေရာမှာသုံးတယ်ချိန်တက်ကဘလို့နေရာတွေမှာသုံးတာလဲဆိုတော့မျက်စိကနေပြီးတော့မှတ်မိတဲ့နေရာမှာသုံးတာနော်ဥပမာစောစောကငါမင်းကိုမြင်ဖူးတယ်နော်စောစောလေးကမှငါမင်းကိုမြင်လိုက်တယ်ဒါဆိုရင်မျက်စိကနေပြီးတော့မျက်မှန်တမ်းမိတာပေါ့နော်ဒါမျိုးတွေကိုချိန်တက်လို့သုံးမျက်စိကနေမှတ်မိတာကိုချိန်တက်လို့သုံးတာအုံနောက်ကမှတ်မိတာကိုကြတော့ကေတက်လို့သုံးတာဥပမာမင်းလေးစီပြမယ်ပေါ့နော်ဆိုလို့ချင်းနော်我唔記得放低咗啲嘢邊個攞走啊နော်ငါမိသွားတဲ့ပစ္စည်းတွေပေါ့နော်မိပြီးချထားခဲ့တဲ့ပစ္စည်းတွေ邊個攞走啊ဘယ်သူယူသွားလဲမသိဘူးနော်我唔記得帶銀包嘅နော်ငါပတ်စံတယ်လာဖို့မိသွားတယ်ဒါတော့အုံနောက်ကနေပြီးတော့မှတ်မိတဲ့နေရာတွေမှာတုံးတာနော်我唔記得你啊နော်တကယ်မင်းကိုမိသွားတာနော်ဒါမျိုးတွေနေရာမှာတုံးတယ်我唔記得俾翻你錢嘅နော်ငါမင်းကိုပတ်စံပေးဖို့မိသွားနော်我唔記得借錢嘅နော်ငါပတ်စံချီးဖို့မိသွားတာနော်ဒီလိုမျိုးအုံနောက်ကနေပြီးတော့နေရာတွေမှာကေတက်ကိုတုံးမယ်နော်ကေတက်ကေမကေတက်မကေတက်ဒါမျိုးတွေတုံးမယ်ချိန်တက်ကိုဘယ်လိုတုံးမလဲဆိုရင်မင်းလေးစီပြမယ်ပေါ့နော်ချိန်တက်ကိုကြတော့ဥပမာချိန်幾年我見過你嘅နော်我認得你嘅နော်認得你懂係嘛နော်ချိန်幾年ငါမင်းကိုမြင်ဖူးတယ်我認得你啊ငါမင်းကိုမြင်ဖူးတယ်နော်လုံခဲ့ဘယ်နှစ်နှစ်လဲဒါကြောင့်မျက်စိကနေတော့မှတ်မိတာပေါ့နော်頭先我紅街市嗰度啊我見過你嘅我認得你嘅နော်ငါမင်းကိုမြင်ဖူးတယ်ငါမင်းကိုမှတ်မိတယ်မျက်စိကနေပြီးတော့မှတ်မိတယ်ဆိုတော့အတိတ်ပဲမျိုးတွေမှာဒီချိန်တက်ကိုသုံးမယ်နော်ပြောလို့ရှိရင်ဒီမျက်စိကနေပြီးတော့မှတ်မိတာဆိုဘာတွေသုံးလို့ရလဲပေါ့နော်နေချိန်မြင်တတ်ငေါ်နော်နေချိန်မြင်တတ်ငေါ်မင်းကမှတ်မိလား前幾日咧我同你卡拉 OK 嗰度一齊唱歌啊နော်လုံးခဲ့တဲ့ရက်တွေကငါနဲ့မင်းနဲ့ကာလာ OK မှာတချင်းဆိုခဲ့ရလေနေချိန်မြင်တတ်ငေါ်ငါမှတ်မိလားနော်琴晚我見到你賭場嗰度啊我沒有問你啊批位埋面嚟你認唔認得我啊我မှတ်မိလား唔好意思啊我唔認得你啊我沒有မှတ်မိလို့ဖြစ်နော်ဒါမျိုးတွေမှာမျက်စိကနေမှတ်မိတဲ့နေရာတွေမှာဒီချိန်တက်ကိုသုံးမယ်နော်အုံနောက်ကမှတ်မိတယ်ဆိုရင်ကေတက်ကိုသုံးမယ်နော်ဒါကချိန်တက်နဲ့ကေတက်ကိုကျွန်တော်ခွဲပြီးတော့ပြောပြတာပေါ့နော်တချို့ကမင်းကိုငါမမှတ်မိဘူးဆိုလဲကေတက်ပဲပစ္စည်းတွေမေ့ကြံခဲ့တယ်ဆိုရင်လည်းကေတက်ပဲကေတက်မကေတက်ဒါတွေပဲသုံးတယ်我唔記得你ငါမင်းကိုမိသွားတယ်ငါမင်းမမှတ်မိဘူးလို့နော်ပါလာကိုဒီကေတက်နဲ့ကေမကေတက်ပဲသုံးရင်တက်ကိုအတုံးနဲ့လို့ကျွန်တော်ဒီနေ့ရင်တက်အကြောင်းလေးရှင်းပြပါပေါ့နော်အကယ်၍ပေါ့နော်မေးချင်တာတခုခုရှိတယ်ဆိုရင်ကျွန်တော် comment မှာပေါ့နော်မသိတာမေးလို့ရပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်